ဂျီနာကကြောက်စရာကောင်းလားဆိုလို့ရှိရင်ကြောက်စရာမလိုပါဘူးเนาะအနာနဲ့ဆေးတွေ့သွားတယ်ဆိုလို့ရှိရင်တက်တာပြောက်ကင်းနိုင်တဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။မဆေးကြက်နေတဲ့မှာဆိုလို့ရှိရင်ဂျီနာကိုတက်တာပြောက်ကင်းစေတဲ့နည်းတွေအများကြီးပဲရှိတယ်အထင်မသေးဖို့ပဲလိုတာပေါ့เนาะအခုမျှဝေပြီးမှကြတော့ဒီမယိုးရွက်ပေါ့เนาะဒီအခုပြနေတာလေးကတော့မယိုးပွင့်မယိုးရွက်ပေါ့เนาะအညာဘက်တွေဆိုလို့ရှိရင်ငဖြူကြီးပင်လို့လဲသူ့ကိုခေါ်တယ်ဂျီနာပြောက်ဖို့ဆိုလို့ရှိရင်ဒီမယိုးအရွက်ကြီးတွေပေါ့เนาะအရွက်ကြီးတွေအယိုးတွေအဲ့ဒါတွေအကုန်လုံးကိုပြုတ်ပြီးတော့ကြတော့ပေါင်းခံမယ်သူ့ရဲ့မှာပေါင်းခံချွေးခံတဲ့အရည်ကိုစအိုဝါမှာထိုင်ပြီးတော့ကြတော့ပေးလိုက်ပါဒါဆိုအဲ့လိုပေါင်းခံပေးတယ်ဆိုလို့ရှိရင်ပြည်တင်နာတွေကပောက်ထွက်ပြီးတော့ကြတော့မန်းရည်တွေကျလာပါလိမ့်မယ်နောက်ပြီးတော့အခုပြထားတဲ့ပင်အားကြတော့ဘီဇက်ပင်ပေါ့နော်ဘီဇက်ရွက်ဂျာမနီရွက်လို့လည်းခေါ်တယ်ဒီဂျာမနီရွက်ကလေးကိုမေးကင်ပြီးတာနဲ့သူ့ကိုအလိတ်ကလေးပြုတ်လုပ်ပြီးတော့ကြတော့ဒီအနာပေါက်ကလေးကိုပေါ့နော်တိတ်ပေးလိုက်ပါဒါမှမဟုတ်လို့ရှိရင်လည်းအဆင်ပြေတယ်လို့လေးကတ်ပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်အနာကျက်မြန်ပါလိမ့်မယ်တဆူဆူဖြစ်နေတဲ့အနာတွေပြည်တင်နေတာတွေကြိုက်ခဲနေတာတွေအနာကျက်မြန်ပြီးတော့ကြတော့အမြန်ဆုံးတက်တာပြောက်ကင်းပါလိမ့်မယ်အနာနဲ့ဆေးတွေ့လို့ရှိရင်ပျောက်ပါတယ်နော်